အားလုံးမင်္ဂလာပါကျွန်တော်ကြာသပတေးနေ့မှာတော့ကျွန်တော်ရဲ့ပြန်ကြာလေးနဲ့ပေါ့နော်မနက်ပိုင်းလေးမိခဲ့တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်မနက်ဖြန်အတွက်အပိတ်နေတော့ပေါ့နော်ကျွန်တော်လုံးခီးဆိုင်လေးရဲ့အချင်းဆိုင်လေးနှစ်ဆိုင်ကိုကျွန်တော်ပြမယ်နော်အဲ့တော့ကျွန်တော်တို့တစ်ချက်သွားမယ်နော်ဒီ9ရဲ့ဒီ9ရဲ့နော်ဒီ4ရဲ့ဒီ9ရဲ့သုံးလုံးပေါင်းခြင်းက9 4 9သုံးလုံးပေါင်းခြင်း8ဟုတ်လားနော်9 4သုံးလုံးပေါင်းခြင်း8ရဲ့ပါဝါ3 8နှစ်ခတ်1ဒီကုတော့ကော်ပီလေးတစ်ခွက်လောက်ဖြောပေးကော်ပီလေးတစ်ခွက်လောက်ဖြောပေး8 3တိတ်ကြီးရဲ့ဒီမှာ3တလုံးကြီးဟုတ်ပြီနော်အဲ့တော့ဒီ3ရဲ့ဒီ3ညရဲ့ဒီ9ရဲ့3 3ညကို3လုံးပေါင်းခြင်းဒီနှစ်ရဲ့ပါဝါခွန်နှစ်နှစ်ခတ်4ရဲ့ဒီ4တလုံးလာညှိတယ်ဟုတ်ပြီနော်အဲ့တော့ဒီ4ရဲ့ဒီ3ညရဲ့ဒီ3ရဲ့4 3ည3လုံးပေါင်းခြင်းရဲ့ခွန်ရဲ့ပါဝါနဲ့ခွန်နှစ်ခတ်3ညခွန်နဲ့3ညတလုံးဒီမှာခွန်လာညှိတယ်အဲ့တော့မနှက်ဖန်ဆိုရင်ဒီခွန်ရဲ့ဒီ8ရဲ့ဒီ3ရဲ့ခွန်8 3လုံးပေါင်းခြင်းကပါရလဲဆိုတော့8ရဲ့ပါဝါ3 8နှစ်ခတ်1 8 3တိတ်ကြီးရတယ်အဲ့ဒီ8 3တိတ်ကြီးကိုကျွန်တော်တို့ကထပ်ချုပ်မယ်နော်ထပ်ချုပ်မယ်ဆိုဘယ်လိုထပ်ချုပ်မလဲဆိုတော့ဒီ3ညရဲ့ဒီ3ညရဲ့ဒီ3ရဲ့3လုံးပေါင်းခြင်းဒီ3ရဲ့ပါဝါဒီ3နှစ်ခတ်5နော်3နှစ်ခတ်5 3ကတလုံးဒီမှာ3လာညီအဲ့တော့ဒီ3ညရဲ့ဒီ8ရဲ့ဒီ9ရဲ့3ည8 5 3လုံးပေါင်းခြင်းလဲ3နှစ်ခတ်5ဒီဘက်မှာက2ခွန်4ကီးနဲ့ဒီ3 5ကီးနဲ့4 5လို့ပြီးပေးတယ်အဲ့တော့ဒီ8ရဲ့ဒီ9ရဲ့ဒီခွန်ရဲ့3လုံးပေါင်းခြင်းဒီ3ညနှစ်ခတ်ခွန်ဒီမှာကခွန်နဲ့3ညဒီမှာ3ညခွန်ဆိုခွန်တလုံးဆွဲထုတ်သွားတယ်ဟုတ်ပြီနော်အဲ့တော့မနေ့ဖန်ဆိုဒီ9ရဲ့ဒီခွန်ရဲ့ဒီ6ရဲ့9ခွန်6 3လုံးပေါင်းခြင်းဒီ8ရဲ့နှစ်ခတ်ဒီ1ဒီမှာ8 3တက်ကြီးဒီမှာ8တက်ကြီးတခုဟုတ်ပြီနော်နောက်ထပ်ချင်းဆိုင်တွေကျွန်တော်တခုထပ်ပြမယ်ဟုတ်ပြီနော်နောက်ထပ်တစ်ဆိုင်ကဘယ်လိုလာမလဲဆိုတော့ဒီ4ရဲ့ဒီ1ရဲ့ဒီ2ရဲ့3လုံးပေါင်းခြင်းဒီခွန်ပါဝါနဲ့ဒီမှာ3ခွန်ဆိုပေးတယ်ဒီ3ညရဲ့ဒီ2ရဲ့ဒီခွန်ရဲ့3လုံးပေါင်းခြင်းဒီ9ရဲ့ပါဝါ4ဒီမှာ4တလုံးပေးတယ်ဒီ3ညရဲ့ဒီခွန်ရဲ့ဒီ9ရဲ့3ညခွန်က3လုံးပေါင်းခြင်းဒီ2ရဲ့ပါဝါဒီခွန်2ခွန်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာက8 3တက်ကြီး3 5ကြီးရဲ့ဒီဘက်ခွန်နဲ့အချိန်နဲ့3ခွန်လို့ပေးတယ်ဒီမှာ2ခွန်4ဒီမှာ3 5အချိန်နဲ့4 5လို့ပေးတယ်ဒီမှာလဲ9 4ချိန်ပေးတယ်ဒီမှာကခွန်နဲ့3ညဒီမှာ2ခွန်အချိန်နဲ့ဒီမှာခွန်လို့ပေးတယ်အဲ့တော့မနက်ဖြန်အတွက်ဆိုရင်ဒီ8ရဲ့ဒီ9ရဲ့ဒီ9ရဲ့နော်8 5 5 3လုံးပေါင်းခြင်းဒီ8ရဲ့ပါဝါဒီ3နော်အဲ့တော့ကျွန်တော်တစ်ချက်ပြန်ရှင်းပြမယ်ဒီ3လုံးပေါင်းခြင်းက8ဖြစ်လို့8ပါဝါ3 8 3တိတ်ကြီးဒီမှာ3ည3 3ည3ဒီ3လုံးပေါင်းခြင်းနှစ်ပါဝါ9နှစ်ကလေး2ခွန်4ကြီးဒီမှာ4ည4 3ည3 3လုံးပေါင်းခြင်းခွန်နဲ့3ညကြီးဒီမှာခွန်ကြီးအဲ့တော့မနေ့ဖက်တော့ဆိုခွန်8 3 3လုံးပေါင်းခြင်း8ရတော့8ပါဝါ3 8နှစ်ကလေး8 3တိတ်ကြီးမနေ့ဖက်နော်ဒီ3လုံးပေါင်းခြင်း3က3နှစ်ခန့်5 3ကအချိန်ဒီမှာ3တလုံးပေးတယ်3ည8 5 3လုံးပေါင်းခြင်း3နှစ်ခန့်5ဒီမှာ5တလုံးပေးတယ်ဟုတ်ပြီနော်8 5ခွန်3လုံးပေါင်းခြင်း3ညနှစ်ခန့်ခွန်3ညခွန်တလုံးဒီမှာခွန်တလုံးပေးတယ်5ခွန်6မနက်ဖြန်မှာ8တစ်တလုံး8တစ်အချိန်ဟုတ်ပြီနော်4 1 2 3လုံးပေါင်းခြင်းခွန်ပါဝါနဲ့ခွန်နဲ့အချိန်ဒီမှာခွန်ပေးတယ်3ည2ခွန်3လုံးပေါင်းခြင်း9ပါဝါ4 9 4ချင်းဒီမှာ4ပေးတယ်3ညခွန်က3လုံးပေါင်းခြင်းနဲ့2ပါဝါခွန်2ခွန်ချင်းဒီမှာခွန်ပေးတယ်အဲ့တော့8 5 5 3လုံးပေါင်းခြင်း8 3လုံးပေါင်းနှလုံးပေါင်း8လို့8ပါဝါ3 8 3ချင်းအဲ့တော့8 3 1ကီ
ဟုတ်ပြီနော်ပြီးရင်ကျွန်တော်နောက်ထပ်အဲ့နေကုန်လုံးမိုင်ဆိုင်လေးတစ်ဆိုင်ကျွန်တော်ထပ်ပြမယ်နော်နေကုန်လုံးမိုင်တစ်ဆိုင်လေးကျွန်တော်ထပ်ပြမယ်ဆိုတော့သူကဘယ်လိုလာမလဲဆိုတော့အော်ဒီမှာတစ်ခုကြံသွားတယ်ဗျ sorry ဗျနော်ကျွန်တော်ဒီမှာရေးလိုက်မယ်နော်30 49 31 33 5နှစ်33 3ခွန်ရှင်ငါ4ငါ5ခွန်ခွန်ငါခွန်6ဟုတ်ပြီနော်တော့ဘယ်လိုလာမလဲဆိုတော့ဒီ3လုံး193လုံးပေါင်းချင်း3ကဒီမှာ3လုံးမိုင်လာပေးတယ်ဒီ3ရဲ့ဒီ3ရဲ့ဒီ2ရဲ့3လုံးပေါင်းချင်း8ကဒီမှာ8လုံးမိုင်ပေးတယ်ဒီ3ရဲ့ဒီ9ရဲ့3လုံးပေါင်းချင်း8ကိုဒီခွန်းနဲ့ပေါင်းတော့3ည9လုံးမိုင်ဒီမှာ9လာပေးတယ်ဒီ9ရဲ့ဒီခွန်းရဲ့ဒီ9ရဲ့3လုံးပေါင်းချင်းခွန်းဒီမှာခွန်းလုံးမိုင်လာပေးအဲ့တော့မနေ့ကဆိုရင်ဒီမှာက9တစ်လုံးရှိမယ်ဒီခွန်းရဲ့ဒီ6ရဲ့ဒီ9ရဲ့3လုံးပေါင်းချင်းဒီ8နေကုန်ဒီ8ပိုင်းဟုတ်ပြီနော်နေကုန်လုံးမိုင်ဒီ8ပိုင်းမှာအဲ့တော့ကျွန်တော်ခုဒါလေးက831ကီ8ပိုင်းဆိုမနက်ဖြန်မှာ831ကီမိတ်ဆွေတို့မှာအချင်းကောင်းကောင်းရှိဒီ831ကီနဲ့တွဲကစားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ခုကျွန်တော်ဒီကနန်းမူလေးတွေကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဒီမှာ9ခွန်ခွန်9ထွက်ရင်နှစ်ပတ်သည်သူကတော့3ရက်အတွင်းလို့ပြောထားတယ်နော်3ရက်အတွင်းလို့ပြောထားဒါပေမဲ့ကျွန်တော်ကတော့ကြိုက်တာကနှစ်နဲ့ဆိုရင်နှစ်3နှစ်4နှစ်8ဟုတ်ပြီနော်အဲ့ဒါရှိမယ်ဒီမှာမနက်ထိတ်နဲ့ညနေထိတ်တူတယ်အဲ့ဆိုရင်4ကိုထိတ်ဒါမှမဟုတ်4ကိုပိုင်းနော်4ကိုထိတ်ဒါမှမဟုတ်4ကိုပိုင်းလာမယ်ပြီးရင်4ကို break လာမယ်4ကို break လေးတစ်ချက်မှတ်ထားကျွန်တော်ပြီးပြောပြမယ်ရှင်းပြမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့မူလေးကအဲ့ဒါရှိတယ်ပြီးရင်ချက်သားတွေကတော့ဒီမူလေးတွေကတော့တော့ခွန်6ထွက်ရင်တဲ့လိုက်ရမယ်ကွက်က4ကိုနဲ့8ကိုအားတဲ့နော်4 5ထွက်ရင်3ကိုနဲ့40ဆိုရှိတယ်ဒါမူလေးတွေကိုကျွန်တော်ချပြတယ်မိတ်ဆွေတို့ကကိုကြိုက်နေတတ်တဲ့ဟာကိုပဲယူသုံးပေါ့နော်အဲ့တော့ခုနကကျွန်တော်တို့831ကီရထားတယ်အဲ့တော့မနက်ဖြန်ကိုကျွန်တော်က4ကိုချိန်နဲ့831ကီကိုတွဲပေးခြင်းတယ်မနက်ပိုင်းကိုနော်4ကိုချိန်831ကီနဲ့484341 989391ဟုတ်ပြီနော်အဲ့ဒါလေးကိုမနက်ပိုင်းကိုကျွန်တော်ထိုးစေခြင်းတယ်ဒီဟာလေးပဲမနက်ပိုင်းထိုးပဲတကယ်လို့နေကုန်ထိုးခြင်းလဲထိုးပေါ့နော်ပြောလို့တော့မရမနက်ပိုင်းမထွက်ဘူးနဲ့နေကုန်လဲထွက်သွားတယ်ဘာလို့ရှစ်ကတစ်လုံးကကျွန်တော်နေကုန်လုံးပိုင်းအနေနဲ့ရထားတယ်ဟုတ်ပြီနော်မနက်ဖြန်ပိုင်းတစ်လုံးဒီရှစ်ပိုင်းတစ်လုံးဟုတ်ပြီနော်အဲ့တော့ကျွန်တော်မနက်ဖြန်ကျွန်တော်နေ့တိုင်းလေးကျွန်တော်ပြောမယ်ဒီနေ့ကတော့ကျွန်တော်ပြန်ကြဆိုပြီးတော့ကျွန်တော်ပေးခဲ့တဲ့4 5နဲ့ခွန်5ပေါ့နော်အဲ့တော့မနက်ဖြန်အတွက်ဒါလေးကိုမိတ်ဆွေတို့စကွန်ရှော့ရယူထားလိုက်ပါဟုတ်ပြီနော်အဲ့တော့မနက်ဖြန်အတွက်ကျွန်တော်နေကုန်လုံးပိုင်း6တစ်လုံးရှိမယ်ဗျနော်နေကုန်ပတ်သီးက2 4ပတ်သီးပါနော်ကျွန်တော်ရဲ့ကီးခွေဆို1နဲ့6ခွန်ကီးခွေဒီကီးခွေဆိုကျွန်တော်ကြိုက်တာ1ခွန်နဲ့2 6ကိုကြိုက်တယ်ဟုတ်ပြီနော်အဲ့တော့ပြီးရင်ကျွန်တော်နေကုန်ထူးခွက်ဆိုရင်2နဲ့ဆိုရင်2 1 2နဲ့2 6 2ခွန်4နဲ့ဆိုရင်4 1 4နဲ့4 6 4ခွန်အဲ့ဒီထဲမှာ2နဲ့ဆိုရင်ကျွန်တော်ကြိုက်တာဒီ2 6ကြိုက်တယ်2ပူးကြိုက်တယ်4နဲ့ဆိုရင်ကျွန်တော်ကြိုက်တာက4ခွန်ကြိုက်တယ်4 5ကြိုက်တယ်4 6ကြိုက်တယ်ဒါကျွန်တော်ကြိုက်တဲ့ဟာလေးကျွန်တော်ရွေးပေးတာเนาะအဲ့တော့မနက်ဖြန်တော့နေကုန် break က1 2 4 8 break တယ်ခုနကျွန်တော်တို့မနက်ထိန်နဲ့ညနေထိန်တူထားခြင်းကြောင့်4 9ပိုင်းသုံးဖို့4 9 break ရှိမယ်အဲ့တော့မနက်ဖြန်ဒီ4 break ဒီအကောင်းဆုံးပါเนาะ4 break ဒီအကောင်းဆုံးပါအဲ့တော့ဒီနေ့နေကုန်ထွက်ကနန်းကမနက်ခွန်9ညနေခွန်6မနက်ထိန်ညနေထိန်တူ
လေးကိုပိုင်တော့မဟုတ်လေးကို break ဆိုကျွန်တော်ရေးပေးထားတယ်ဟုတ်ပြီနော်အဲ့တော့မနက်ဖြန်တော့ကျွန်တော်ပါမင်းရောဆိုရင်နှစ်နဲ့ဆိုရင်2 1 2 6 2ခွန်နော်ဒူမရောဆိုရင်4 1 4 6 4ခွန်ပါဗျာနော်ဒါကနေကုံစာနော်နေကုံနှစ်ကွက်ကောင်းဆိုရင်တော့ကျွန်တော်က6နှစ်နဲ့6လေးပေးထားတယ်နေကုံတစ်ကွက်ကောင်းဆိုတော့2 3အဲ့နေကုံတစ်ကွက်ကောင်းမှာကျွန်တော်နောက်ထပ်တစ်ကွက်လေးရံပေးချင်တာက2 8အားဟုတ်ပြီနော်အဲ့တော့ပြီးရင်ကျွန်တော်မိတ်ဆွေတို့ဘာတစ်ခု break line လေးကျွန်တော်တို့ပြောကျွန်တော်တို့ဒီမှာဒီကိုနှလုံးထပ်ရင်ကြောင့်၄ကို break ကဒီမှာ၄ break ဆင်ပေးတယ်ဒီမှာ3ညာနှလုံးထပ်တယ်ဒီမှာ3လုံးထပ်3ညာနှလုံးထပ်တယ်ရင်ကြောင့်က9 3ညာ break ကဒီမှာ3ညာ break ဆင်တယ်3နှလုံးထပ်တယ်ကြောင့်3 8 break ကဒီမှာ3 break ဆင်တယ်အဲ့တော့ကျွန်တော်ဒီမှာ9နှလုံးထပ်အောင်တန်းတယ်မနက်ဖြန်9 3ညာ break နေကိုဟုတ်ပြီနော်အဲ့တော့9 3ညာ break ဆိုတော့ကျွန်တော်တို့ကဒီမှာဆိုရင်4 1 4 6 9 3ညာ break ဒီထက်2နဲ့ဆိုတော့မပေါ့အားကြောင့်ကျွန်တော်ဒီမှာ2 3 2 8ကို9 3ညာ break ဖန်ပေးတာနော်အဲ့တော့9နဲ့ဆိုရင်ပါရှိမလဲ9 1 9 6 2နဲ့ဆိုရင်2 3 2 8 4နဲ့ဆိုရင်4 1 4 6ဒါအများကြီးမထိုးနိုင်တယ်လို့အပိတ်နေမှာဒီ6ကွက်ပဲထိုးသေးချင်ဒီ6ကွက်ပဲထိုးပါနော်အများကြီးမလိုက်နိုင်တဲ့သူတွေကိုပြောတာပါကိုလိုက်နိုင်တဲ့သူကတော့ကျွန်တော်ကတော့ခုမနက်ပိုင်းတွက်ကိုကကိုလေးချိန်831ကီအဲ့မှာဆိုရင်4 1 5 break ရှိမယ်9 1 3 ညာ break ရှိမယ်ဟုတ်ပြီနော်အဲ့ဒါလေးတော့မိတ်ဆွေတို့နည်းနည်းလေးသတိထားပါဗျာကျန်တာတော့ကျွန်တော်ဒါကတော့ဒါမနက်ပိုင်းကိုတည်တံ့ကျွန်တော်တို့မနက်ပိုင်းပေးမယ်လို့တော့ခံမှန်းလိုက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကြိုက်တဲ့ဟာကိုယူကြပါနော်အပိန်းနေဖြစ်တဲ့အတွက်ဘုံမလို့မလုပ်ပါနဲ့နော်နောက်ဆုံးပေးအိမ်နဲ့လွယ်ဆိုပြီးတော့လည်းမလုပ်ပါနဲ့ဒီနေ့ခွန်ငါခွန်ပြန်ချရလဲတဲ့သူတွေကျေးဇူးဝမ်းသာပါတယ်မရသေးတဲ့သူတွေလည်းကျွန်တော်ဆက်ကြိုးစားပေးပါမယ်ဒါကတော့မနက်ဖြန်တောက်ကြနေအပိန်းနေတော့ပါလို့နော်ကဲအဲ့တော့အားလုံးကျေးဇူးပါဗျာနော်ကျွန်တော် channel က like လွှင့်လို့မရသေးလို့ပါအားလုံးကျေးဇူးပါဗျာ